အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုအောင်ကိုဖြစ်ပါတယ် Caffeine Connoisseur Academy သင်တန်းကျောင်းရဲ့ founder တူဦးလည်းဖြစ်တယ် Master Trainer တူဦးလည်းဖြစ်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာလေးတွေကတော့ barista တယောက်အနေနဲ့ coffee bar ထဲမှာနေ့စဉ်ကြိုက်တွေ့အသုံးပြုနေရတဲ့ဒီ coffee နဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းလေးတွေရဲ့နာမည်လေးတွေကိုကျွန်တော်ကစတင်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒါကတော့ကျွန်တော်တို့ coffee ဖြောဆက်ရမှာ barista တယောက်အနေနဲ့နေ့စဉ်အသုံးပြုရမယ့်အသုံးဆောင်လေးတွေကိုကျွန်တော်တို့ဘာဆက်တဲ့အနေနဲ့ပြင်ဆင်ပြသပေးထားခြင်းဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ espresso machine ဖြစ်တယ်ဒါကတော့ကျွန်တော်တို့ coffee မုန့်တွေထည့်ပြီးဖြော်တဲ့ porter filter လေးဖြစ်တယ်ဒီပစ္စည်းလေးကတော့ကျွန်တော်တို့ coffee ဖြော်ဆက်ရမှာမဖြစ်မနေအသုံးပြုရမယ် scale လေးဖြစ်တယ် coffee ဖြော်ဆက်ရမှာအများတန်းလိုအပ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒါ coffee စီးထည့်ပြီးကြိတ်ရတဲ့ coffee grinder ဖြစ်တယ်ဒါလေးကတော့တမ်ပါလေးဖြစ်ပါတယ်ဒါလေးကတော့ coffee တွေကို even distribution ဖြစ်အောင်ကျွန်တော်တို့ပြုလုပ်ပေးတဲ့ distributor လေးဖြစ်တယ်ဒီဟာလေးရဲ့အောက်မှာရှိတဲ့ဒီ rubber bag လေးကိုတော့ကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် tamping map လို့ခေါ်တယ်ဒါကတော့ကျွန်တော်တို့ coffee ဖြော်ဆက်တဲ့အခါမှာအမြုပ်ရိုက်တဲ့အခါမှာကျွန်တော်တို့အသုံးပြုတဲ့ milk pitcher လေးပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ coffee bar ထဲမှာ barista တယောက်အနေနဲ့နေ့စဉ်အသုံးပြုရမယ့်ဘားဆက်တဲ့လေးအကြောင်းကိုကျွန်တော်တို့မျှဝေပေးသွားခြင်းဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ barista နဲ့ပတ်သက်တဲ့သိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေ coffee knowledge လေးတွေကိုလည်းကျွန်တော်တို့ Caffeine Connoisseur Facebook page နဲ့ YouTube channel မှာဆက်လက်မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျ